Jamaica Mela Sichawini, Time Sandosin, Setonai, Minute Lizik Hammer, Time Bango Mulema, Yatarasi, Basgago, with Time Pipalo, a Kim Chideniama, Basga Giga Milamu Pipaga, Kide, Siuti Zombie, Lutozen Utika, Daya Yashi Tuarelo, Yezaganga Topiamare, Bowman Soyin, Eddie Kim Chideniaka, Gari, Tuta Beja Nibiro, Giswani de Yatari Le, Ga, Ludet Nia T. စောက်ပေးရင်းနေရတဲ့အခြေအနေမျိုးတွေရှိခဲ့ပူပါတယ်။ဒါပေမဲ့မနစ်ကဖြစ်ခဲ့ပုံတွေမှာယထာကရမပေးပဲယထာတဲ့ဘတ်စကားမှာအစစ်မှာမီနီနေတဲ့အတွက်စစ်တိုးမရနောက်ဆုံးမရဖြစ်နေတဲ့အချိန်မှာယထာလမ်းပေါ်မှာကန့်လန့်ယထာတဲ့ပုံစံနဲ့ကုန်တင်လာတဲ့ယထာတစ်စီးကဘတ်စကားရဲ့1 byte လေးတစ်တဲ့ကိုဝင်တိုက်မှုဖြစ်ပွားခဲ့တာပါ။အဲ့ဒီတိုက်မှုဖြစ်ပွားတဲ့နေရာမှာဘတ်စကားကြီးပဲလားမဟုတ်သေးပါဘူး။အိမ်စီက9စီးမော်တော်ဆိုင်ကယ်9စီးအဲ့ဒီနေရာမှာဂျင်မော့ပျက်စီးသွားခဲ့ရပါတယ်။ဒါပေမဲ့ဘတ်စကားထဲမှာတော့ခီးတဲ့တွေအပြည့်တင်လာတဲ့အတွက်မီးလောင်မှုဖြစ်ပွားနေတဲ့ချိန်မှာနီနာမှာရှိတဲ့ဆိုင်ငယ်ကယ်ရီသမားတွေကအပြေးပေါ်ဝင်ရောက်ကူညီပေးခဲ့လို့လူ30ကျော်ကယ်တင်နိုင်ခဲ့ပြီးဘတ်စကားမောင်းသူနဲ့ခရီးသည်9ဦးဘတ်စကားပေါ်မှာပဲမီးလောင်ကတည်ဆုံးသွားခဲ့ရပါတယ်။ဘန်ကောက်မြို့လေထဲမှာယခုလိုတုံလို့စရာကောင်းတဲ့ဖြစ်ရမှုဖြစ်ပွားနေတဲ့အတွက်ပြည်သူတွေကဘတ်စကားမောင်းနေသူယထာမောင်းနေသူနဲ့ယထာလမ်းကိုဆောက်ရှောက်တဲ့တာဝန်ခံတွေကဘေးရောက်သွားပြီလေစသဖြင့်မိကုန်းတွေထုံခဲ့ကြပါတယ်။ဒီဖြစ်ရနဲ့ပတ်သက်ပြီးထိုင်းဝန်ကြီးချုပ်ကအဲ့ဒီညရဲ့9နိုင်အချိန်မှာအခင်းဖြစ်တဲ့နေရာကိုရောက်သွားပြီးဒီဖြစ်စဉ်မှာတာဝန်ယူရမယ့်သူတွေရှိလာပါမယ်လို့သူကပြောခဲ့ပါတယ်။အခုချိန်မှာတော့ဘယ်သူကမှအပြစ်ပြောလို့မရသေးပါဘူး။ကျွန်တော်တို့တက်တီတွေကိုခြေရာခံပြီးတော့ဘယ်သူမားတယ်ဘယ်သူမှန်တယ်ဆိုတာကိုကျွန်တော်တို့တရားစွဲဆိုသွားဖို့ရှိပါတယ်။ဒီအခင်းဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာကောစောမကောဘန်ကောက်မှာပြေးဆွဲနေတဲ့ဘတ်စကားရင်အသင်းကဒီကိစ္စနဲ့ပတ်သက်ပြီးဆက်စရရအကူအညီဖြည့်ရှင်းပေးနေပါတယ်။တည်ဆုံသွားတဲ့လူတွေကိုတယောက်ကိုတတန်းခွဲဒဏ်ရာရရှိသွားခဲ့လူတွေကိုအနေရောင်အဆင့်အဝါရောင်အဆင့်အစိမ်းရောင်အဆင့်သတ်မှတ်ကရော်ကြီးတွေအတီးတီးပေးအပ်သွားမယ်လို့လည်းမနစ်ကထုတ်ပြန်ခဲ့ပါတယ်။အခင်းဖြစ်တဲ့နေရာကမဂဆန်အဆိုလန်ခွဲဖြစ်ပါတယ်။အဲ့ဒီနေရာကအမြဲတမ်းရင်တွေပိတ်ဆို့တဲ့နေရာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဘန်ကောက်မြို့ရဲ့အလေတတိတ်မှာဖြစ်နေလို့ပဲဖြစ်ပါတယ်။အဲ့ဒီအခင်းဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာပဲညနေ4နာရီကနေည12နာရီထိအဲ့ဒီလမ်းကိုပိတ်ထားရပြီးရင်ကြောတွေလည်းပိတ်ဆို့မှုတွေဖြစ်ပွားခဲ့ပါတယ်။ထို့နောက်ဒေဆုံးသူဘယ်သူဘယ်ဝါဆိုတာကိုမသိရသေးတဲ့အတွက်ဆေးရုံကိုပို့ဆောင်က DNA စစ်မှုလှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ကနဦးသိရတဲ့ဒေဆုံးသူအရေးအတွက်ကတော့ဒေဆုံးသူကမြန်မာနိုင်ငံသားပါမပါတော့မသိသေးပါဘူး။မြန်မာလူသားတယောက်ကဇနီးဖြစ်သူ236ကားကိုအဲ့ဒီအခင်းဖြစ်တဲ့နေ့ရဲ့3:15မိနစ်ချိန်မှာကားစီးလာပြီးအခင်းဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာမရဖြစ်သူကိုအဆက်အသွယ်မရတော့လို့ရဲစခန်းကိုတိုင်ချက်ဖွင့်ထားတယ်လို့သိရပါတယ်။မေလ18ရက်နေ့မနေ့ပိုင်းတွေမှာတော့အခင်းဖြစ်တဲ့နေရာကိုထိုင်းပြည်သူနဲ့နိုင်ငံသားတွေကဝမ်းနေခြင်းအထိမ်းအမှတ်နဲ့တွားရောက်ကပန်းစည်းတွေချသွားတာကိုတွေ့ရပါတယ်။